Hello. Hello, Laba, Sport Channel, Facebook, and YouTube channel, and Joe Solai Pare. The Nijano, Telebima, Tonda Beach and Boys in the Champion Lake, PK, the and here that Macasado, the Champion Lake Boys in the Pataban, and generally Tonda Beach and Champion Lake Boys in general, the Simi Fination, Bono, Simi Fination, Luproyade, the Boys in the general Lake Boy, she a deep boy, general, the Arsenal Pada de Chong Lewa. နိုင်ငံပြန်နေပြီးမှတော့ပေးချင်ပါအမအာဆင်နယ်ကအဝေးကွန်စပိုတင်ကဒီအင်ကွန်ပေါ့ဒီဘက်စီမှာကျွန်တော်အာဆင်နယ်အနေနဲ့ကျွန်တော်ဒီဟန်ထားတဲ့ရလတ်ကိုအကောင်းဆုံးပုံဖော်နိုင်တယ်လို့ကျွန်တော်ပြောလို့ရတယ်ပြီးတော့အာဆင်နယ်ဟာဒီအဝေးကွန်မှာနိုင်ပွဲရရှိလိုက်တဲ့အတွက်ကိုပရီးမီးယားလိအသင်းနေအဆင့်9အထိကိုနောက်နှစ်လာမဲ့ချန်ပီယံလိပွဲမှာဒီဝန်ခွင့်ရဖို့အလားအလာရှိသွားပြီလို့ကျွန်တော်ပြောလို့ရတယ်ဝန်ခွင့်ရဖို့တေချာသွားပြီဒါပေမဲ့အဆင့်9အနေထားကချန်ပီယံလိ break off ကမဖြစ်တယ်ဆိုတော့ဘာဖြစ်ဒီအာဆင်နယ်ရဲ့အဝေးကွန်နိုင်ပွဲကဒီပရီးမီးယားလိကြီး6ကြီးတော့ကတော့တကယ်ကိုအရေးပါတဲ့နိုင်ပွဲတစ်ပွဲလို့ကျွန်တော်ပြောလို့ရတယ်ဆိုတော့เนาะကျွန်တော်တို့ဒီပရီးမီးယားလိအတွက်ကိုကျွန်တော်ဂုဏ်ယူလို့ရတဲ့ပွဲစဉ်တစ်ပွဲလို့ကျွန်တော်မြင်တယ်အာဆင်နယ်နဲ့တစ်ချိန်ထဲမှာကစားတဲ့ Real Madrid နဲ့ Bayern ရဲ့ပွဲစဉ်ကလည်းတကယ်ကြည့်ကောင်းတဲ့ပွဲစဉ်တွေဖြစ်ခဲ့တယ်ဒီပွဲစဉ်မှာReal Madrid ကအိမ်ဆင်ဆိုမဲ့ဒီ Bayern Munich ကတော့အကောင်းဆုံးပုံစံနဲ့အဝေးကွာမှာဆင်ပြိုင်သွားတယ်ဆိုတော့အကောင်းဆုံးသူတို့မျှော်မှန်းထားတဲ့ရလဒ်နဲ့အကောင်းဆုံးသူတို့လုပ်ပြနိုင်တယ်လို့ကျွန်တော်မြင်ရတယ်ဆိုတော့ဘာဖြစ်ဒီ Bayern Munich ကဒီReal ကွာမှာဘယ်လောက်ပဲခက်ခဲနေပါစေအကောင်းဆုံးသူတို့လိုချင်တဲ့ရလဒ်ကိုပုံဖော်နိုင်သွားလို့ကျွန်တော်မြင်ရတယ်ဆိုတော့ဘာဖြစ်ဒီ Bayern Munich အတွက်ကတော့ဒီအခုဒီဆီမီဖိုင်နယ်အဆင့်မှာအဖြစ်အကောင်းဆုံးတော့ရလဒ်ကိုပုံဖော်နိုင်တယ်လို့ကျွန်တော်ပြောလို့ရတယ်ဒီလာမဲ့ပွဲစဉ်မှာသူဒူးကြောကြလို့ရှင်ဒီBayern Munich ရဲ့အင်ကွန်မှာဘယ်လိုပုံစံပြန်လာမလဲ Real Madrid ကcomeback အနေနဲ့ပြန်လာနိုင်မလားကျွန်တော်စောင့်ကြည့်အောင်ကျွန်တော်တို့ဘောလုံးချစ်ပရိသတ်တွေမမျှော်မှန်းထားတဲ့ရလဒ်တွေနဲ့ပြန်လာနိုင်မလားဆိုကျွန်တော်စောင့်ကြည့်အောင်ကျွန်တော်ဒီနှစ်ချန်ပီယံလိဂ်မှာအကောင်းဆုံးပွဲစဉ်ပွဲကိုကြီးခဲ့ရဆိုရင်လည်းမမှားပါဘူးဒီပွဲလည်းအရန်ကြီးလို့ကောင်းခဲ့တဲ့ပွဲစဉ်ပွဲဖြစ်တယ်ဘိုင်ယန်မြူနစ်ကတော့အဝေးကမှာအနိုင်ပွဲကိုပုံဖော်သွားခဲ့ဖြစ်ပါတယ်ဆိုတော့နောက်တစ်ပွဲတော့ဒီကျွန်တော်တို့ဒီအက်တလက်ကိုနဲ့ဘာစီလိုနာအင်ဂွန်အက်တလက်ကိုအဝေးကွန်ဒီပွဲစဉ်ကလည်းတကယ်ကိုဘောလုံးချစ်ပရိသတ်တွေချန်ပီယံလိဂ်ပွဲစဉ်တွေမှာအကောင်းဆုံးသောပွဲစဉ်တွေဖြစ်ပြီးတော့ဘောလုံးချစ်ပရိသတ်တွေကိုအရန်ဆွဲဆောင်မှုရှိတဲ့ပွဲစဉ်တွေဖြစ်ခဲ့တယ်ဒီပွဲစဉ်တကယ်ကြီးကောင်းတယ်ဒါပေမဲ့ဒီဘာစီလိုနာတော့ဒီကာမကောင်းဆိုနေပဲသူတို့ရဲ့နောက်တန်းလူငယ်ကစားသမားလေးတယောက်ကဒီပွဲချိန်43မိနစ်မှာအနီကထိသွားပြီးတော့တယောက်ရောနဲ့ကစားခဲ့ရတယ်တယောက်ရောနဲ့ကစားခဲ့ရသည့်တိုင်အောင်ဘာစီလိုနာကအကောင်းဆုံးတုံ့ပြန်မှုနဲ့အခွင့်အရေးတွေအချိန်ရတယ်တိုင်ထိတယ်ဒီတို့ရဲ့အခွင့်အရေးအချို့တွေအဆုံးမတတ်နိုင်တဲ့အနေအထားရှိတယ်ဆိုတော့ဘာဖြစ်ဒီတူးကြော့မှာတော့ဘာစီလိုနာပြန်လာနိုင်မလားကျွန်တော်စောင့်ကြည့်အောင်ရမဲတို့ဒီရက်ဖိုတို့ဒီလူဝင်ဒိုစကီတို့အကောင်းဆုံးပုံစံနဲ့တုံ့ပြန်ခဲ့ပေမဲ့အဖြစ်အိမ်ကွာမှာဆုံးပွဲနဲ့တွေ့ကြုံသွားတယ်ဘာစီလိုနာလည်းဒီလာမဲ့တူးကြော့မှာပြန်လာနိုင်မလားတစ်ချက်ကျွန်တော်စောင့်ကြည့်အောင်ပါဗျာဆိုတော့နောက်တစ်ပွဲကတော့ကျွန်တော်ဒီ break that day ကိုအကောင်းဆုံးဖြောပြမှုပေးခဲ့တဲ့ဒီလီဗာပူးနဲ့ PSG ကတော့ဒီပွဲစဉ်ကတော့ကျွန်တော်တို့မျှော်မှန်းထားတယ်ပဲလီဗာပူးကPSG ကိုအခုလက်ရှိဖော်မရဆိုရင်လုံးဝဆင်နိုင်ဖို့မလွယ်ဘူးအခြေအနေအရနေတဲ့အနေထားမှာကျွန်တော်မျှော်မှန်းထားတဲ့အတိုင်းပဲဒီPSG ကလီဗာပူးကိုအကောင်းဆုံးပုံစံနဲ့ဒူစီဆိုတဲ့ရနဲ့နိုင်သွားတယ်ဆိုတော့ဒီလီဗာပူးကဒီပုံစံနဲ့ဆိုရင်တော့ comeback ပြန်လာဖို့အရန်ခက်တယ်ဒီတူးကြော့ပွဲစီမှာပြန်လာဖို့အရန်ခက်သွားပြီဆိုတော့ဘာဖြစ်ကျွန်တော်တို့စောင့်ကြည့်အောင်လီဗာပူးကလည်းဒီဘောလုံးမှာတော့ဘယ်ရမ်ဆိုဖြစ်နိုင်တဲ့အနေအထားရှိတယ်ဆိုတော့တူးကြော့ပွဲစီမှာလီဗာပူးကအကောင်းဆုံးပုံစံနဲ့ပြန်လာမလားကျွန်တော်စောင့်ကြည့်အောင်ဘာဖြစ်ဒီလာမဲ့တူးကြော့ပွဲစီနဲ့ကျွန်တော်ဆက်လက်ပြီးမှကျွန်တော်စောင့်မျှော်ရအောင်ဘယ်လိုရလာတဲ့နဲ့ကျွန်တော်မထင်မှတ်ထားတဲ့ရလာတဲ့နဲ့မထင်မှတ်ထားတဲ့ရလာတဲ့မထင်မှတ်ထားတဲ့ဒီပုံစံတွေနဲ့ပဲကျွန်တော်တို့အော်တင်စရာကောင်းတဲ့ရလာတဲ့ထပ်ပြီးမှပုံဖော်နိုင်ကြမလားဆိုကျွန်တော်စောင့်ကြအောင်ဗျာဆိုတော့ဒီနေ့ကျွန်တော်ရဲ့ပွဲပြီးတော့ချင်လေးတော့ဒီမှာပဲဆုံးတော့ချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်